မင်္ဂလာပါခင်ဗျမိတ်ဆွေဟာ United ပရိသတ်တယောက်ဆိုရင်ဒီဗီဒီယိုလေးကိုကြုံမသွားသင့်ပါဘူး2013ခုနှစ်တွင်ဆာ Alex Ferguson အနားယူပြီးကတည်းက Manchester United သည်ကလပ်အသင်း၏သမိုင်းတွင်အရှုပ်ထွေးဆုံးကာလများကိုဖြတ်သန်းခဲ့ရပါတယ်မန်နေဂျာအသစ်များစံချိန်တင်ခေါ်ယူမှုများအံ့အားသင့်ဖွယ်ရှုံးနိမ့်မှုများနှင့်မျှော်လင့်ချက်အခိုက်အတန့်များအားလုံးသည်သူချန်ထားခဲ့သော Manchester United နှင့်လုံးဝကွဲပြားသောအသင်းကိုပုံဖော်ပေးခဲ့ပါတယ်ဒီတစ်ခါမှာတော့2013ခုနှစ်မှနောက်ဆုံး2024-25ရာသီအထိ United ၏ Premier League အဆင့်သက်မှတ်ချက်များအဓိကရလဒ်များမန်နေဂျာများနှင့်အပြောင်းအရွှေ့သမိုင်းကြောင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Ferguson ရာထူးမှနှုတ်ထွက်ပြီးနောက် David Moyes က2013-14ရာသီကိုတာဝန်ယူခဲ့ပါတယ်။ United သည်အဆင့်9ဖြင့်အဆုံးသတ်ခဲ့ပြီးယင်းတို့၏ Premier League တွင်အနည်းဆုံးအဆင့်အဖြစ်ရပ်တည်ခဲ့ပါတယ်။ဒင်းသည်Ferguson 26နှစ်ကြာတည်ဆောက်ခဲ့တဲ့အသင်းတစ်ခုကိုတည်ငြိမ်မှုမရှိသောခေတ်တစ်ခုကိုစတင်စေခဲ့ပါတယ်။2014ခုနှစ်တွင်လူးဝစ်ဘန်ကာရောက်ရှိလာခဲ့ပြီးသူ၏ဘောလုံးပိုင်ဆိုင်မှုအသားပေးတဲ့ပုံစံကိုအလွန်အားသန်ခဲ့ပါတယ်။သူ့လက်ထက်တွင်2014-15မှာအဆင့်4ဖြင့်အဆုံးသတ်ခဲ့ပြီးချန်ပီယံလိဂ်သို့ပြန်လည်ရောက်ရှိခဲ့ပါတယ်။2015-16တွင်အဆင့်5ဖြင့်အဆုံးသတ်ခဲ့တော်လဲဖယ်ဖလားကိုရရှိခဲ့ပါတယ်။ဆုဖလားတစ်ခုရရှိခဲ့တော်လဲဘန်ကားကိုထုတ်ပယ်ခဲ့ပါတယ်။2016-19ရာသီမှာဂျိုဆေးမော်ရင်ဟိုရောက်လာခဲ့ပါတယ်။သူခေတ်ကအောင်မြင်မှုနဲ့အငင်းပွားဖွယ်ရာတွေနှစ်မျိုးလုံးကိုယူဆောင်လာခဲ့ပေမဲ့ဖာဂူဆန်နောက်ပိုင်းအကောင်းဆုံးဘောလုံးသမားစရင်းကိုလည်းယူဆောင်လာခဲ့ပါတယ်။မော်ရင်ဟိုလက်ထက်မှာ2016-19အဆင့်6နေရာမှာရပ်တည်ခဲ့ပေမဲ့ယူရိုပါလိဂ်ဖလားနဲ့ကွန်မြူနီတီတိုင်းတို့ကိုရရှိခဲ့ပါတယ်2013ခုနှစ်နောက်ပိုင်း United ရဲ့အမြင့်ဆုံးရမှတ်80မှတ်နဲ့ဒုတိယနေရာမှာရပ်တည်ခဲ့ပါတယ်။ဒီရာသီဟာဖာဂူဆန်နောက်ပိုင်းချန်ပီယံဆုအတွက်အနီးစပ်ဆုံး United အဖြစ်ထင်ရှားပါတယ်။2018-19ရာသီအစပိုင်းမှာတော့ရလဒ်တွေဆိုးရွားမှုကြောင့်ဒီဇင်ဘာလမှာအထုတ်ခံခဲ့ရပါတယ်။ဆိုရှာသည်2019ခုနှစ်တွင်မန်နေဂျာဖြစ်လာခဲ့ပါတယ်။သူသည် Rashford နှင့် Greenwood ကဲ့သို့သောလူငယ်ကစားသမားများကိုယုံကြည်ပြီးတိုက်စစ်ပုံစံကိုဖော်ဆောင်ခဲ့ပါတယ်။လိဂ်ရလဒ်များမှာတော့2019-20မှာတတိယနေရာ2020-21မှာဒုတိယနေရာနေရာတွင်အဆုံးသတ်ခဲ့ပါတယ်။တိုးတက်မှုရှိတော်လဲဆုဖလားများချို့တဲ့ခြင်းနှင့်ရလဒ်ညံ့ဖျင်းခြင်းကြောင့်သူထွက်ခွာခဲ့ရပါတယ်။ Erik ten Hag သည်အသင်းကိုပြန်လည်မြင့်တင်ရန်ရည်ရွယ်ချက်ဖြင့်2022ခုနှစ်တွင်ဝင်ရောက်ခဲ့သည်။ten Hagလက်ထက် United ရလဒ်များ2022-23တွင်ပရီးမီးယားတတိယနေရာနှင့်ကာရာဘောင်ဖလားရခဲ့ပါတယ်။2023-24တွင်အဆင့်8နေရာရခဲ့တော်လဲမန်ချက်စတာစီးတီးကိုအနိုင်ယူပြီးFAဖလားရရှိခဲ့ပါတယ်။2024-25တန်ဟက်လက်ထက်မှာရလဒ်များဆိုးရွားလာခဲ့ပြီးရာသီဝက်မှာတော့အမိုးရင်ရောက်ရှိလာခဲ့ပါတယ်။အဲ့နှစ်မှာတော့အဆင့်15နဲ့ဆိုးရွားလွန်းတဲ့ရပ်တည်မှုနဲ့ရာသီသိမ်းခဲ့ရပါတယ်။ယခုရာသီမှာတော့တိုက်စစ်ပိုင်းကိုအထူးပြုပြင်ပြောင်းလဲထားတာကိုတွေ့ရပါတယ်။အမိုးရင်လက်ထက်မှာလည်းမတည်ငြိမ်တဲ့ရလဒ်တွေနဲ့အရင်နီးပြတွေလမ်းစဉ်လိုက်မလိုက်ကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဆာအဲလက်ဖာဂူဆန်လက်ထက်အင်္ဂလန်ကိုလွှမ်းမိုးနိုင်ခဲ့ခြင်းမှာပြန်လည်တိဆောက်ခြင်းဆယ်စုနှစ်တစ်ခုအထိ United ၏ခရီးသည်အတက်အကျများနှင့်အဆက်မပြတ်ပြောင်းလဲမှုများနှင့်ပြည့်နှက်နေခဲ့သည်သို့သောပိုင်ရှင်အသစ်ဘောလုံးဖွဲ့စည်းပုံအသစ်နှင့်လူငယ်ခေါ်ယူမှုများဖြင့်ပရိသတ်များက United သည်တစ်ချိန်က Premier League ကိုလွှမ်းမိုးခဲ့သောပုံရိပ်ကိုပြန်လည်တည်ဆောက်ရန်စတင်နေပြီဟုမျှော်လင့်နေကြပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ Like နဲ့ Subscribe လေးတွေလုပ်ပေးသွားဖို့လည်းတောင်းဆိုပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။